မင်္ဂလာပါရှင်အခုဖွင့်ထားတဲ့အတန်းလေးတွေက3တန်းရှိမယ်ပေါ့နော် F5 နဲ့ပတ်သက်3တန်းရှိပါတယ်အပြင်တန်းကကြတော့ဒီစနေတနေ့ကနေ့မနက်8နာရီကနေပြီးတော့10နာရီထိပါအဲ့ဒီအတန်းကလည်းဒီ9လပိုင်းကုန်တဲ့ဒီလက်ခံမယ်နောက်ထပ် online 2တန်းရှိရယ် online တန်းရှိရယ် online တန်းကကြတော့အင်္ဂါဗုဒ္ဓဟူးည9နာရီကနေပြီးတော့9နာရီပါအဲ့ဒါရုံးချိန်နဲ့လွတ်တယ်အဲ့ဒီတန်းကလည်းဒီ9လပိုင်းကုန်ထိလက်ခံပါမယ်နောက်ထပ်တန်းကကြတော့တနေ့ကိုနေတရက်ပဲအဲ့ဒါကြတော့ဒီမအားတဲ့ကလေးတွေပေါ့နော်လာပြောထားတာဒီတနေ့ကိုနေတရက်ပဲရုံးပိတ်တဲ့ကလေးအလုပ်ပိတ်တဲ့ကလေးတွေလာပြောထားလို့အဲ့ဒီတန်းကတော့6လပိုင်းနဲ့ကြာမှဖွင့်မှာပါအရန်ပူတော့လေအဲ့ဒီအချိန်ကကြတော့သူကတနေ့ကနေနေ့တယ်တနားရီ2နာရီဝန်းကျင်ဖြစ်မဲ့အတန်းဆိုတော့ပူတဲ့ချိန်ဆိုတော့နည်းနည်းအေးတဲ့ချိန်ကျမှနည်းနည်းလေးဖွင့်မှာပေါ့နော်သူတို့ကလည်းဒီအချိန်ယူပြီးတော့တင်ရမယ်အတန်းဖြစ်နေအောင်တရက်ဘက်မှာတရက်ပဲတက်မှာဆိုတော့အားလေးရှိပါမယ်ပြီး N4 ရန်ရှိပါတယ် N4 ရန်ကကြတော့ဗုဒ္ဓဟူးဂျာတာပရိတောက်ကြပေါ့နော်ရှိတယ် N4 ရန်လာပြီးတော့စုံစမ်းလို့ရပါတယ်ရှင် N4 ရန်လည်းဒီ9လပိုင်းကုန်တဲ့ထိလက်ခံပါတယ်အတန်းတွေပေါ့နော်ကြော်ညာပေမဲ့လို့တိတ်ပြီး reach မရောက်လို့လေအားကြောင့်မလို့ဗီဒီယိုလေးနဲ့ပါထပ်ပြီးတော့ကြော်ညာလိုက်ပါတယ်လာပြီးတော့စုံစမ်းလို့ရပါတယ်ရှင်